ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရဲ့ကျမနာမည်ကတော့မေစုလင်ဖြစ်ပါတယ်အခုလက်ရှိတော့ဟန်ကီမြို့မှာထဲကျုပ်စိတ်ယုံမှာအလုပ်လုပ်နေပါတယ်သမခမှာတော့ဗန္ဒာရေးမှုတာဝန်ကိုထမ်းဆောင်နေပါတယ်မြို့သမီးကော်မတီမှာတော့စက်ယုံရဲ့ကိုစားပြုပေါ့နော်မြို့သမီးကော်မတီဝင်တူလည်းဖြစ်ပါတယ်မလာရှိရဲ့နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာမြို့သမီးများနေ့မှာတောင်းဆိုမှုပေါ့နော်ကမ်ပိန်းတွေလုပ်ခဲ့တဲ့အပေါ်မှာပေါ့နော်ညီမတို့စက်ယုံရဲ့တိုးတက်ပြောင်းလဲမှုတွေကတော့အများကြီးရှိခဲ့ပါတယ်ကမ်ပိန်းလုပ်ပြီးတော့10ရက်အတွင်းမှာပဲစစ်ဆေးရောက်လာတယ်ပေါ့နော်ဆရာဝန်တွေလည်းပါတယ်ဒီအပေါ်မှာပေါ့နော်စက်ယုံရဲ့တန်ရှင်းမှုအိမ်နာတန်ရှင်းမှုတကူကြီးတန်ရှင်းမှုဤပါပေါ့နော်ဂုံးတုတ်တွေပေးလားမပေးတာဒါမျိုးတွေပေါ့နော်အကုန်လုံးကိုစစ်ဆေးပါတယ်စေဝါတွေပေးလားမပေးလားဒါမျိုးတွေလည်းအကုန်လုံးစစ်ဆေးတယ်ပေါ့နော်ဒီအပေါ်မှာပေါ့နော်ပြောင်းလဲမှုကတော့အခုစက်ယုံကတော့ပေါ့နော်စေကန်းဆိုလဲစေဝါပြည့်စုံတဲ့လောက်ဖြစ်နေပြီပေါ့နော်ဆရာဝန်တောင်ခေါ်ပေးထားပါတယ်ဆရာဝန်ကိုတပတ်ကို3ရက်ထိုင်နေပေါ့နော်ကြာတာပရိတောက်ကြစနေအိမ်နာတွေဆိုရင်လည်းတနေ့တစ်ခါလဲတယ်ပြီးသွားလို့ရှိရင်လေဝင်လေထွက်ကောင်းအောင်လို့အနံ့ဆုပ်တဲ့စက်တွေတက်ပြီးတယ်လာပြီးတော့လက်တွေပါတွေဆေးပြီးရင်အချောက်ခံတဲ့စက်တွေပေါ့နော်လေပေးစက်တွေဒါမျိုးတွေလည်းတက်ပြီးထားပါတယ်ပြီးတော့လက်ဆေးစက်ပြာဆိုတော့ဒါအလုံးလောက်ပေါ့နော်တနေ့တာပေါ့နော်မပြတ်အောင်လို့ထည့်ပေးထားတာတွေရှိတယ်နောက်ပြီးတော့အမျိုးသမီးတွေရာသီလာလို့ရှိရင်ပေါ့နားနေကန်နောက်ပြီးကြရင်ကလေးထိန်ကန်ပြီးသွားလို့ရှိရင်နိုးညစ်ပြီးပေါ့နော်နိုးညစ်ခန်းအေးကနေထားတဲ့အခန်းပေါ့ဒါမျိုးတွေလည်းအကုန်လုံးစီစဉ်ပေးထားတယ်အခုဆိုလို့ရှိရင်ဒါစက်ယုံမှာပေါ့နော်စေကမ်းမှာဤပါထားပေးတယ်ပေါ့နော်အမျိုးသမီးတွေဒီရာသီလာတဲ့အခါပေါ့နော်တွားယူပြီးတော့လှုပ်ဖို့ပေါ့နော်ဒါကိုလည်းဒါတရားဝင်ပေါ့ရုံးပေါ်ကနေမိုင်းနဲ့ကြီးညာပြီးတော့ယူပြီးသုံးလို့ရတယ်ဆိုတဲ့အကြောင်းတွေကိုကြီးညာထားတယ်ပေါ့နော်ညီမတို့စက်ယုံရဲ့ပြောင်းလဲမှုကတော့အကုန်လုံးပေါ့နော်ပြောင်းလဲသွားတယ်ပေါ့နော်ဒီမလာရှိရဲ့နေ့မှာကမ်ပိန်းလုပ်ပြီးတော့ပေါ့နော်အပြည်ပြည်ဆိုင်ရာအဖွဲ့တွေပေါ့နော်အားလုံးကဝိုင်းဝန်းပြီးတော့ပေါ့နော်တောင်းဆိုပေးတဲ့အပေါ်မှာညီမတို့စက်ယုံကတော့ပြောင်းလဲမှုရှိပါတယ်အခုပေါ့နော်9လပိုင်း10ရက်နေ့ဆိုရင်ဆရာဝန်တွေထပ်ရောက်ပြီးတော့လာပြီးတော့စစ်ဆေးပါတယ်သူတို့အရင်တုန်းကပြောထားခဲ့တဲ့အရာတွေပြည့်စုံလားမပြည့်စုံလားဆိုတာကိုလာရောက်ပြီးတော့စစ်ဆေးမှုရှိပါတယ်ညီမတို့စက်ယုံကတော့ကမ်ပိန်းလုပ်ပြီးတော့ပေါ့နော်10ရက်နေ့မှာကမ်ပိန်းလုပ်ပြီးတော့တောင်းဆိုပေးခဲ့တဲ့အရာအတွက်အများကြီးပြောင်းလဲသွားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်နိုင်ငံတကာအဖွဲ့အစည်းတွေကိုညီမဒီနေရာနေပြောချင်တယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ကဲ့